ဒီနေ့ကတော့ရှာပပဈေးထဲမှာအညာစုပုတ်လေးတွေ့လာရဲဆိုတော့အညာစုပုတ်လေးကိုမြုပ်သီးချက်လေးချက်မယ်လူဖက်နေရပဲသူက1500ဘိုးတဲ့အများကြီးပဲရတယ်နော်ဒီပါမယ်ဒါကိုပြုလို့ဘက်မှာတော့စုပုတ်ကလေးလို့ခေါ်တယ်ဟိုလိုမျိုးစုပုတ်ကိုတော့စုပုတ်ကြီးလို့ခေါ်တယ်ပေါ့နော်ဒီရန်ကုန်မှာတော့အညာစုပုတ်လို့ခေါ်ကြတယ်ဒါလေးကိုမြုပ်သီးချက်လေးချက်မှာပါကဲချက်ပါမယ်ပြဒီတစ်ခေါက်တော့အညာချက်လုံးချက်လေးပဲချက်မယ်ပေါ့နော်ထည့်မဲ့ဟာလေးတွေကိုအစင်သစ်လေးပြင်ထားမယ်အိုးထဲကိုစီလေးပါလေးကထည့်မယ်စုပုတ်လေးရေးစေအောင်စိတ်ထားတာထည့်မယ်စက်သွန်နီခရမ်းချင်းသီးထည့်မယ်စနွေးမုတ်လေးတေးသေးထည့်မယ်ငရုတ်ရောင်လေးနည်းနည်းထည့်မယ်ငရုတ်ကြမ်းမုတ်အဆက်ချက်လေးချက်မှာဆိုတော့ငရုတ်ကြမ်းမုတ်ကိုတော့2စွန်း3စွန်းလောက်ထည့်လိုက်တယ်ပြီးရင်လေးလေးပင်ပင်လေးရှိအောင်ငပိနုလေးနည်းနည်းထည့်မယ်စားထည့်မယ်အရွက်မုတ်လေးထည့်ပါမယ်အဲဆိုလို့ရှိရင်အိုးလေးဖွင့်ပြီးတော့တည်လို့ရပြီနော်ရှည်လေးနည်းနည်းထည့်ပါမယ်ပြီးရင်တော့အဖုံးလေးပိတ်ပြီးတော့တည်ထားလိုက်မယ်ကဲကြက်ခါနီးပါပြီသူကအိုးချခါနီးမှာပြပြမှုေးသွားအောင်လို့ကြက်တုံပြူလေးကိုအုပ်လိုက်မယ်အကြိုက်ချက်စရာမလို9မိနစ်ကနေ10မိနစ်တွင်လောက်ချက်ပြီးရပြီအရသာလေးကတော့သူလေးလေးဆက်ဆက်ကလေးပေါ့နော်ရပါပြီရှင်အညာစုဖို့ငရုတ်သီးချက်ပူပူလောလောလေးချက်သွားပါပြီဒါလေးကဘာနဲ့လိုက်ခတ်လဲဆိုတော့ပြပြသူ့ကိုကြက်ဥကြော်လေးနဲ့ဈေးပြည့်ချယ်လေးနဲ့ဆောင်းပါပါနောက်ဆိုရင်လည်းအညာဟင်းလေးတွေအညာလက်ရလေးတွေဆက်ပြပေးသွားမှာမို့လို့ပြပြရဲ့ Purple Diary page လေးကို like follow and subscribe လေးလုပ်ပေးထားကြပါဦး bye